အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးပါဒီနေ့အတူတကွဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နာဟောအခန်းကြီး1အငယ်ခွန်သောရဘုရားသည်ကောင်းတော်မူ၍အမှုရောက်သည့်အခါရဲတိုက်ဖြစ်တော်မူ၏ခိုလုံတော်သူတို့ကိုတိမှတ်တော်မူ၏ဆိုပြီးမှဖော်ပြထားတာကိုသိရမှာဖြစ်တယ်ဆိုတော့ကကျွန်တော်ခိုလုံခြင်းနဲ့ပတ်သက်ပြီးမှအနည်းငယ်ပြောတော့မှာဖြစ်တယ်ခိုလုံခြင်းဆိုတဲ့အထဲမှာလူတိုင်းကတော့ကိုယ့်အသက်အရွယ်နဲ့အမျှမိမိယုံကြည်ရာကိုမျှော်လင့်ပြီးမှခိုလုံတတ်ကြတယ်သို့တော်လည်းဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ကသူနဲ့အတူရှိခြင်းလို့သူနဲ့အတူမိစ္ဆာရာဖွဲ့ခြင်းလို့ဖြစ်တယ်။သို့တော်လည်းကျွန်တော်တို့ဟာအပြစ်တင်သွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဟာမိမိအစွမ်းစားနဲ့မိမိကိုစိတ်ချမှုပေးနိုင်မယ်ထင်တဲ့အရာတွေကျွန်တော်တို့ကိုယုံကြည်တတ်ကြတယ်မျှော်လင့်တတ်ကြတယ်။သို့တော်လည်းတကယ်တမ်းကျတော့အဲ့ဒီအရာတွေကကျွန်တော်တို့ကိုစိတ်ချမှုမပေးနိုင်ဘူးဖြစ်တယ်။ကျွန်တော်အတ္တထဲမှာဆိုရင်လည်းကျွန်တော်ခိုလုံခဲ့ပူးတဲ့အရာတိုင်းမှာကျွန်တော်ကိုဘယ်အရာမှစိတ်ချမှုမပေးနိုင်ဘူးဖြစ်တယ်။တကယ်တမ်းကျွန်တော်မျက်မှောက်တော်ထဲမှာတိုးဝင်လိုက်တဲ့အခါမှာကျွန်တော်လိုချင်တဲ့အရာဘုရားသခင်အားလုံးပြင်ဆင်ပြီးကျွန်တော်ကိုပေးတာဖြစ်တယ်။